အာနာမနေပါနဲ့မာရှိုးကသူ့တပည့်တစုနဲ့အတူခြံထဲမှာလူစုပြီးပွဲကြည့်နေခဲ့တာပါကျွန်တော်ကိုမြင်လိုက်ရတော့သူ့မျက်လုံးပြူသွားပြီးဗစက်ထဲကစစ်လိတ်တောင်အောက်ကိုပြုတ်ကျသွားပါတယ်ပဲဘလို့မင်းဒီဝစ်စုံကိုဘယ်ကခိုးလာတာလဲသူကတော့အခြေအနေမှန်ကိုလက်မခံနိုင်တဲ့ပုံပဲကျွန်တော်သူ့ကိုဂိမ်းမဆိုင်ပဲစီရင်စုမှုစီတန်တန်မတ်မတ်ရှောက်သွားလိုက်တယ်စီရင်စုမှုကြီးရမမင်းစီကအမိန့်တော်ရှိပါတယ်ငရဲပြည်ရဲ့ဗန်နာရေးအရှုပ်တော်ပုံတွေကိုစစ်ဆေးဖို့ကျွန်တော်ကိုတာဝန်ပေးထားပါတယ်စီရင်စရာအားလုံးကိုအခုချက်ချင်းချိတ်ပိတ်ပြီးကျွန်တော်ရဲ့ရင်ရန်ဌာနကပဲကင်တွယ်ဖြစ်ရှင်းပါတော့မယ်ဒါအပြင်တစုံတယောက်ကလုတ်ပိုင်ခွင့်ကိုအလွဲသုံးစားလုပ်ပြီးလက်အောက်ငယ်သားတွေရဲ့လစာကိုဖျက်တောက်တာလုတ်ဖို့ကိုင်ဖက်ချင်းချင်းနှိမ့်ဆက်တာတွေရှိတယ်လို့ကျွန်တော်တန်တရားရှိပါတယ်မာရှိုးမင်းကိုယာရုကနေခိတ္တရနာလိုက်ပြီးငါရဲ့တက်တော်ဆောင်တွေနဲ့အတူလိုက်ခဲ့တော့ကျွန်တော်စကားလဲစုံရောအရက်6ပြီးကျော်ရှိတဲ့တက်တော်ဆောင်ဘီလူစစ်တီတို့2ယောက်ထွက်လာပြီးမာရှိုးကိုတစ်ဖက်တစ်ချက်စီကနေဖမ်းချုပ်လိုက်ပါတယ်မာရှိုးရဲ့မျက်နှာဟာချက်ချင်းပဲဖြော့သွားတော့တာပဲမဟုတ်ဘူးငါမလုပ်ဘူးရှမ်မော့မင်းငါကိုမဟုတ်မတရားဆွဆွဲတာသူဟာလေပင်းကြီးခံထားရတဲ့ခွေးတစ်ကောင်လိုရုန်းကန်နေပြီးကျွန်တော်မှအပြစ်မရှိပါဘူးစီရင်စုမူကြီးကျွန်တော်ကိုကယ်ပါဦးလို့အော်ဟစ်နေပါတယ်စီရင်စုမူကြီးခမရလဲတုံတုံရင်ရင်နဲ့ခေါင်းတွေကိုခါရမ်းပြီးအရှင်မင်းကြီးကျွန်တော်ဘာမှမသိပါဘူးတကယ်မသိတာပါလို့ညှင်းဆုံနေရှာတဲ့တကယ်ကိုအခြေအနေကြည့်ပြီးလက်နက်သားပေးတတ်တဲ့လူစားမျိုးပါပဲကျွန်တော်ခက်အေးအေးပဲပြုံးလိုက်ပြီးမာရှိုးလာကိုတိုးသွားပါတယ်ကျွန်တော်တို့နှစ်ယောက်ပဲကြားနိုင်တဲ့အတန်နဲ့ပြောလိုက်တာကလူဖြစ်ဖြစ်တရေဖြစ်ဖြစ်အဓိကကတော့အခြေအနေကိုကြည့်တတ်ဖို့ပဲကဲအခုကငါရဲ့မျက်နှာသားပေးမှုကိုမင်းခံယူနိုင်ပြီလားသူကျွန်တော်ကိုအရင်ကစော်ကားခဲ့တဲ့စကားလုံးတွေကိုပဲတလုံးမကြံပြန်ပြောလိုက်တာပါမာရှိုးရဲ့တကူလုံးတုံရင်နေပြီးသူ့မျက်လုံးထဲမှာကြောက်ရွံ့မှုနဲ့မျောလင်းချက်ကင်းမဲ့မှုတွေအပြည့်ဖြစ်နေပါတယ်ကျွန်တော်မှားသွားပါတယ်အရှင်မင်းကြီးတောင်းပန်ပါတယ်ကျွန်တော်ကိုလွှတ်ပေးပါနောက်ကျသွားပြီးခေါ်သွားလိုက်တော့တေချာစစ်ဆေးမင်းမြန်းကြကျွန်တော်လက်တစ်ချက်ဝေရလိုက်ုံနဲ့တင်တက်တော်ဆောင်ဘီလူတွေကရှွန့်လုံလို့ပျောက်ခွေနေတဲ့မာရှိုးကိုဆွဲခေါ်သွားပြီးရုံးတော်အပြင်ဘက်မှာပျောက်ကွယ်သွားကြပါတယ်ဘေးနာကငရဲတမန်တွေဟာလည်းတယောက်မှအသက်မထွက်ရဲကြပဲငြိမ်သက်နေကြတယ်ဒါဟာလုတ်ပိုင်ခွင့်အာဏာရဲ့အရသာလားကျွန်တော်တို့ကိုထပ်ပြီးဂီးမဆိုင်တော့ပဲကျွန်တော်အတွက်တီးတက်ပြင်ဆင်ပေးထားတဲ့ရုံးခန်းထဲကိုပဲတန်တန်မတ်မတ်ရှောက်ဝင်ခဲ့ပါတယ်ရင်းရန်ဌာနရဲ့စစ်ဆေးရေးမှုဖြစ်လာပြီးတဲ့နောက်မှာကျွန်တော်အရေးကြီးဆုံးလုတ်ပိုင်ခွင့်တစ်ခုရရှိခဲ့ပါတယ်အဲ့ဒါကတော့အခန်းထဲမှာရှိနေတဲ့အေယာမပလင်းကြောင့်မှန်ချက်ကြီးပဲဖြစ်ပါတယ်ဒီမှန်ချက်ထဲကနေတဆင်လူပြည်မှာဖြစ်တဲ့သမျှအရာအလုံးကိုမြင်နိုင်စွမ်းရှိပါတယ်ကျွန်တော်အသက်ကိုဝါဝါရှူလိုက်ပြီးမှန်ချက်ထဲကိုကျွန်တော်ရဲ့ရင်းရန်စွာတွေကိုထည့်သွင်းလိုက်တယ်လင်းချမ်းရွှေပေါ်လာဆန်းမှန်မျက်နှာပြင်ဟာလိုင်းထသွားပြီးမကြခင်မှာပဲကျွန်တော်ရင်းနှီးတဲ့ပုံရိပ်တစ်ခုပေါ်လာပါတယ်အဲ့ဒါကျွန်တော်ရဲ့အိမ်ပါချမ်းရွှေဟာကျွန်တော်ရဲ့တီရှပ်အဟောင်းလေးကိုဝတ်ထားပြီးဆိုဖာပေါ်မှာကွေးကွေးလေးအိတ်နေရှာတယ်သူ့ရင်ခွင်ထဲမှာတော့ကျွန်တော်တို့ရဲ့မင်္ဂလာဆောင်တက်ပုံလေးကိုဖတ်ထားပါတယ်သူအတော်လေးပိန်သွားရှာပြီးအရင်ကမြင်းမြန်းဆိုပြီးနေတဲ့ပပြင်လေးတွေဟာအခုတော့ဖြူဖြော့ပြီးနွမ်းနယ်နေတဲ့စပွဲပေါ်မှာလည်းကျွန်တော်အတွက်ယေစုပြီးခောက်ပေးထားတဲ့ရွှေငွေစက်ကူတွေသူကိုတိုင်ဆွဲပေးထားတဲ့စက်ကူအိမ်တွေစက်ကူကားလေးတွေနဲ့ပြည့်နေနေပါတယ်ငတုံးမလေးဆွဲထားတာကလည်းတကယ်ရုပ်ဆိုးတာပဲကျွန်တော်ရင်ထဲမှာမမြင်ရတဲ့လက်တစ်ဖက်နဲ့စုံညစ်ခံထားရတယ်လို့ပြင်းပြင်းထန်ထန်နာကျင်လာပါတယ်အဲ့ဒီအချိန်မှာပဲအိမ်ရှိကလူခေါ်ပဲတန်မြည်လာတဲ့ချမ်းရွှေဟာထိတ်လက်တကြားထွက်လိုက်ပြီးတကားကမှန်ပေါက်ကနေတဆင့်အပြင်ကိုကြည့်လိုက်တဲ့သူ့တကူလုံးတုံရင်သွားပြီးတကားကိုမဖွင့်ပေးပါဘူးတကားအပြင်ဘက်ကနေမိမကြီးတယောက်ရဲ့ဆူဆူဝါဝါအော်ဟစ်တန်ထွက်လာပါတယ်လင်းချမ်းရွှေတကားဖွင့်ဆန်းမင်းအထဲမှာရှိနေတာငါသိတယ်လက်လိုကောင်းရှုံမနေနဲ့ဒီအိမ်ကငါမောင်ပိုင်းတဲ့အိမ်မင်းလိုပြင်ပလူကဘာဖြစ်လို့ဒီမှာစွတ်ဖက်မပေးပဲနေနေရတာလဲကျွန်တော်လက်တီးကိုတင်းတင်းဆုပ်လိုက်မိပြီးလက်သေးတွေတောင်အသားနဲ့နှုတ်ဝင်ကုန်ပါတယ်ဒီမိမဟာကျွန်တော်ဖေရဲ့အမအရင်ကျွန်တော်ရဲ့အတော်ပါငငယ်ကလေးကစကားပြောရင်အစိတ်တောက်ဖြစ်ပြီးအခွင့်အရေးသမားအင်မတန်ဆန်တဲ့သူကျွန်တော်အသက်ရှင်နေတော့ကတော့နေတိုင်းလာပြီးမြောက်ပြနေပေမဲ့ကျွန်တော်တည်သွားတာနဲ့သူ့ရဲ့ဘီလူတရဲ့မျက်နှာကချက်ချင်းပေါ်လာတော့တာပဲတကားအပြင်ဘက်ကနေနောက်ထပ်လူငယ်တယောက်ရဲ့မလေးမစားအတန်လဲထွက်လာပါတယ်မကြီးခင်ဗျားကိုကောင်းကောင်းပြောတော့နားထောင်စမ်းပါကျွန်တော်မေပြောတာမှန်တယ်ဒီအိမ်ကကျွန်တော်ကိုမင်္ဂလာမဆောင်ခင်ကလေးကပိုင်နဲ့ပိုင်ဆိုင်မှုခင်ဗျားနဲ့ဘာမှမဆိုင်ဘူးအခုချက်ချင်းထွက်သွားစမ်းဒီလူကတော့ကျွန်တော်ရဲ့ဝမ်းကွဲညီလေးပေးပါအလုပ်ကိုင်မရှိပဲသူ့မိကအလိုလိုက်ထားလို့ပျက်စီးနေတဲ့အလေးလေးတယောက်ပါပဲဒီတိရစ္ဆာန်တစုကျွန်တော်မျက်လုံးတွေညီမြန်းလာပြီးငရဲပြည်ကနေအခုချက်ချင်းပြေးထွက်သွားပြီးဒီသားမိနှစ်ယောက်ကိုဆွဲပြစ်ပစ်လိုက်ခြင်းစိတ်ပေါက်လာပါတယ်မှန်တယ်မှာတော့ချမ်းရွှေဟာတကားကိုကြိုးပေးပြီးအကူရမယ်ဆိုတာငိုကြွေးနေပါတယ်အဲ့ဒီနောက်သူဟာဖုန်းကိုကောက်ကင်လိုက်ပြီးနံပါတ်တစ်ခုကိုနှိပ်လိုက်တယ်ဟဲလို့ရဲစခန်းသားရှင်ဒီမှာလူတစုအိမ်ထဲကိုအတင်းဝင်ဖို့စူးစမ်းနေကြလို့ပါသူ့စကားတော့မဆုံးသေးခင်မှာပဲတကားအပြင်ဘက်ကနေပြင်းထန်တဲ့ထုရိုက်တံတွေထွက်ပေါ်လာပါတယ်သူတို့တကားကိုဖျက်ဆီးနေကြပြီးမျက်နှာသာပေးတာကိုလက်မခံတဲ့အမိုက်မှာအားနဲ့တိုက်ပစ်ဆန်းဒီနေ့သူ့ကိုဒီအိမ်ပေါ်ကနေအပြက်နေထုတ်ရမယ်ကျွန်တော်အတော်ရဲ့ဆဲရေးတန်ဟာဖန်သားပြင်ကိုလက်သေးနဲ့ချစ်လိုက်တယ်လို့ဆူရှာနေပြီးကျွန်တော်နားထဲမှာနာကျင်လာမိတယ်လီဖေးဆိုတဲ့ကောင်ကလည်းအတက်တရောနဲ့ဟိန်းဟောက်နေတာပေါ့လင်းချမ်းရွှေမင်းတကားမဖွင့်ရင်ငါထဲဝင်လာတာနဲ့မင်းချီတော့ကိုရိုက်ချိုးပြစ်မယ်တကားကိုတစ်ချက်ချင်းထုရိုက်လိုက်တိုင်းကျွန်တော်နှလုံးသားကိုတူနဲ့ထုနေတယ်လို့ခံစားရပါတယ်မှန်တယ်မှာတော့ချမ်းရွှေဟာတကားနောက်မှာကြောက်လက်တကြားကပ်နေပြီးလေထဲမှာလွင့်နေတဲ့တိရွက်ချောက်လေးလိုတကူလုံးတုံးနေရှာတဲ့သူအောင်မငူမိအောင်နှက်ခမ်းကိုတင်းတင်းကြိုက်ထားပေမဲ့မျက်ရည်တွေကတော့အတားအဆီးမရှိစီးကြနေပါတယ်မကြောက်နဲ့ချမ်းရွှေမကြောက်နဲ့တော့ကျွန်တော်မှန်ချက်ကြီးကိုကင်ပြီးအတန်ကုန်အော်ဟစ်နေမိပေမဲ့ကျွန်တော်အတန်ကသူ့စီကိုမရောက်နိုင်ပါဘူးကျွန်တော်တို့အတူတူရွေးချယ်ခဲ့တဲ့တစ်သားတကားလေးဟာပြင်းထန်တဲ့ရိုက်ခတ်မှုတွေကြောင့်ပုံပြက်လာပြီးတကားမင်းတို့တွေလည်းပြုတ်ထွက်ကုန်ပါပြီးဒေါသနဲ့အမလို့အမရဖြစ်မှုတွေဟာငွေဆုံးနှကောင်လိုကျွန်တော်နှလုံးသားကိုဝမ်းမြူနေကြတယ်ကျွန်တော်ကငရဲပြည်မှာအစင်းမြင့်အရာရှိဖြစ်နေရင်ကောဘာထူးမှလဲကျွန်တော်ကငရဲပြည်ရဲ့တထေးကြီးဖြစ်နေရင်ကောဘာအတိတ်ပဲရှိမှလဲကိုစနီးကိုတော့မကာကွယ်နိုင်တဲ့ဟာစိတ်အေးထားပါရှမ်မော့မင်းစိတ်အေးထားမှဖြစ်မဲ့ကျွန်တော်မျက်လုံးကိုမှိတ်ပြီးအသက်ကိုပြင်းပြင်းရှူလိုက်တယ်ဒေါသကဘာပြဿနာကိုမှဖြေရှင်းမပေးနိုင်ဘူးကျွန်တော်ဟာရင်ရဌာနရဲ့စစ်ဆေးမှုပဲတခုခုတော့နီးလက်ရှိရမယ်ကျွန်တော်မျက်လုံးကိုချက်ချင်းပြန်ဖွင့်ပြီးရုံးတော်ထဲကနေဝုန်းကနေပြေးထွက်ခဲ့ပါတယ်ကျွန်တော်သွားမယ့်နေရာကတော့ငရဲပြည်ရဲ့စာကြည့်တိုက်ကြီးပဲဖြစ်ပါတယ်ဒီနေရာမှာငရဲပြည်စတင်တည်ထောင်ကလေးကရှိခဲ့တဲ့ကျန်းစာတွေနဲ့မှတ်တမ်းအားလုံးရှိနေတယ်ကျွန်တော်ရှာနေတာကတော့တရေတကောင်အနေနဲ့လူပြည်ကကိစ္စတွေကိုဝင်ရောက်ဆွတ်ဖက်နိုင်မဲ့နီးလမ်းမဲ့စာကြည့်တိုက်ကိုစောင့်နေတဲ့သူကတော့မုတ်စိတ်ဖြူဖြူနဲ့အဖိုးကိုတယောက်ပါသူကကျွန်တော်ရဲ့အစင်းမြင့်ဝတ်စုံကိုမြင်တာနဲ့ထိတ်လန့်တကြားထွက်လိုက်တဲ့အရှင်ဘာများအမေးရှိပါတလဲခင်ဗျာရင်ရလောကနှစ်ခုလုံးနဲ့ပတ်သက်တဲ့မှတ်တမ်းတွေအကုန်ထုတ်ပြီးအခုချက်ချင်းအဖိုးအိုလည်းမဆိုင်မတော့ပဲကျွန်တော်ကိုစာကြည့်တိုက်ရဲ့အတွင်းပိုင်းထဲအထိခေါ်သွားပါတယ်ဖုန်တွေတက်နေတဲ့စာအုပ်စင်တစ်ခုရှိမှသူကသားရည်နဲ့ချုပ်ထားတဲ့အလွန်ထူးခြားတဲ့ရှေးဟောင်းကျန်းတစ်ဆောင်ကိုထုတ်ပေးလိုက်တယ်တားမြစ်ထားတဲ့နီးလန်းတွေအားလုံးကဒီစာအုပ်ထဲမှာရှိပါတယ်အရှင်
ကျွန်တော်ကျန်းစာအုပ်ကိုလှမ်းယူပြီးစာမျက်နှာတွေကိုအမြန်လန်းကြည့်လိုက်တဲ့ကျန်းစာတွေကစာသားတွေဟာတွေးအောင်လို့ညဉ့်ညမ်းနေပြီးအေးဆက်ဆက်အငွေ့သက်တွေထွက်နေပါတယ်စာမျက်နှာတွေပေါ်မှာတွေးဖြစ်ရင်ရန်ကူးပြောင်းခြင်းဝိညာဉ်လဲလဲခြင်းနဲ့နေရစစ်တင်ညာနေဆက်ဖြတ်ကျော်ခြင်းကဆိုတဲ့တာမြင့်ပညာရက်တွေကိုတွေ့ရတယ်ဒါတွေဟာအင်မတန်အနည်းအများတဲ့နည်းလမ်းတွေပါတစ်ချက်မှတာနဲ့ကြင်ကြံမှုနှစ်ပေါင်းထောင်ချီဆုံးရှုံးရုံတင်မကပဲဝိညာဉ်ပါချုပ်ငြိမ်းသွားနိုင်ပါတယ်ကျွန်တော်အားမလို့အားမရဖြစ်လာတယ်တကယ်ပဲတခြားနည်းလမ်းမရှိတော့ဘူးလားအဲ့ဒီအချိန်မှာပဲကျွန်တော်ရဲ့လက်ချောင်းတွေဟာစာမျက်နှာတွေကြားထဲမှာညှက်ထားတဲ့အလုံးပါလာတဲ့စက်ကူလေးတစ်ရွက်ကိုတွားထိမိတယ်အဲ့ဒါကိုသတိကြီးကြီးနဲ့ဆွဲထုတ်ပြီးဖက်ကြည့်လိုက်တော့အကန့်အသတ်မရှိသောကုသိုလ်တော်အလင်းတန်းဖြင့်ခဏတာကိုရောင်ကိုဝါဖန်တီးခြင်းလို့ရေးထားပါတယ်ဒါဟာကုသိုလ်စွမ်းအားကိုအသုံးပြုပြီးလူပြည်မှာကိုယ့်ရဲ့ရုပ်တွင်ကိုခဏတာထင်ရှားအောင်ပြသနိုင်တဲ့နည်းလမ်းပဲဒါပေမဲ့အဖိုးအိုကကျွန်တော်ကိုတုံတုံရင်ရင်နဲ့တားရှာတယ်အရှင်ဒါကိုမလုပ်ပါနဲ့ဒါဟာရှေ့ရခင်ကလေးကဒဏ္ဍာရီလာကုသိုလ်တော်အလင်းတန်းပါဒါကိုအသုံးပြုဖို့ဆိုရင်အရှင်ဟာလူဘဝတုန်းကသူတစ်ပါးသက်ကိုကယ်တင်ခဲ့သူသို့မဟုတ်ကြီးမားတဲ့ကုသိုလ်ကောင်းမှုလုပ်ခဲ့သူဖြစ်ရပါမယ်အခုအရှင်စီမှာအဲ့ဒီကုသိုလ်စွမ်းအားတွေရှိနေတာမှန်ပေမဲ့ဒါဟာနောက်ဘဝမှာလူပြန်ဖြစ်ဖို့အတွက်အဓိကအခြေခံအုတ်မြစ်ပါအခုဒါကိုသုံးလိုက်ရင်အရှင်ရဲ့နောင်ရည်ဟာလုံးဝပြောက်ကွယ်သွားပါလိမ့်မယ်ကျွန်တော်စက်ကူပေါ်ကစာသားတွေကိုကြည့်လိုက်မှန်ထဲမှာငိုကြွေးနေတဲ့ချမ်းရွှေကိုကြည့်လိုက်နဲ့ဆုံးဖြတ်ချက်တစ်ခုကိုခိုင်ခိုင်မာမာချလိုက်တယ်ကိုမိမကူတော့မကာကွယ်နိုင်တဲ့နောင်ဘဝဆိုတာငါအတွက်ဘာအတိတ်ပဲရှိမှလဲပြောစမ်းဒါကိုဘယ်လိုသုံးရမလဲကျွန်တော်ရဲ့အတန်ဟာတိတ်မကျေပေမဲ့ညှင်းဆန်လို့မရတဲ့တက်တာမှုတွေပါဝင်နေတယ်အဖိုးကိုလည်းကြောက်လန့်တကြားနဲ့ပြောပြရှာပါတယ်ကုသိုလ်တော်အလင်းကိုနှိုးဆွပြီးကိုကာကွယ်ခြင်းနဲ့သူရဲ့နာမည်ကိုစိတ်ထဲကနေတိုင်တီလိုက်ရုံပါပဲအရှင်သူ့စကားတော့မဆုံးသေးဘူးကျွန်တော်ရုံးခန်းစီကိုဝုန်းကနေပြန်ပြေးလာခဲ့တယ်မှန်ထဲမှာတော့အခြေအနေကအတော်လေးဆုံးနေပြီးအိမ်တကားကြီးဟာဝုန်းကနေမြည်တမ်းတဲ့အတူပွင့်ထွက်သွားပြီးကျွန်တော်တော်နဲ့လီဖေးတို့ဟာလူမိုက်နှစ်ယောက်ကိုခေါ်ပြီးအိမ်ထဲကိုအတင်းဝင်လာကြတဲ့ချမ်းရွှေဟာကြောက်လန့်တကြားအော်ဟစ်ပြီးနောက်ကိုဆုတ်နေရှာတယ်လင်းချမ်းရွှေနင်းဘဲကိုပြေးကျင်သေးတာလဲအတော်ဖြစ်သူကဆက်ဆုပ်ရွှေရှာပွဲကောင်းတဲ့အပြုံးနဲ့ချင်းကပ်လာတယ်ကျွန်တော်ဒေါသတကြီးနဲ့မှန်ချက်ကြီးပေါ်ကိုလက်တီးနဲ့အားကုန်ထိုးချလိုက်ပြီးအော်ဟစ်လိုက်တယ်မင်းတို့ကငါအရှင်လက်လက်ငရဲပို့ပေးမယ်အဲ့ဒီနောက်ကျွန်တော်မျက်လုံးကိုမိတ်စိတ်ကိုစူးစီးပြီးကုသိုလ်တော်အလင်းကိုနှိုးဆွလိုက်တယ်ကျွန်တော်တကူလုံးကနေရွှေရောင်လင်းတန်းတွေထွက်ပေါ်လာပြီးမှန်ချက်ကြီးတဲ့ကိုစီးဝင်သွားပါတော့တယ်ကျွန်တော်ထပ်ပြီးမတွေ့ဝေတော့ဘူးတင်ပလင်ခွေထိုင်လိုက်ပြီးမျက်စိနှစပတ်ကိုပိတ်စိတ်ကိုအစွမ်းကုန်စူးစီးလိုက်တယ်မကြခင်ပါပဲကျွန်တော်ရဲ့ဝိညာဉ်ခန္ဓာကိုနှက်ဆိုင်တဲ့နေရာမှာအားနေပေမဲ့အရန်ကိုနှွေးထွေးတဲ့ရွှေရောင်လင်းတန်းတစ်ခုကိုတွေ့လိုက်ရတယ်ဒါဟာကုသိုလ်တော်အလင်းရောင်ပဲအခုပဲငါရှံမော့ရဲ့နာမည်နဲ့ကုသိုလ်တော်အလင်းရောင်ကိုပြစ်ဖိတ်ပြီးငါရဲ့ချစ်စနီးလင်းချင်းရွှေကိုကာကွယ်ပေးပါလို့အမိန့်ပေးတယ်ကျွန်တော်ဟိဟောက်လိုက်ပြီးစိတ်အာရုံအားလုံးကိုအဲ့ဒီရွှေရောင်လင်းတန်းပေါ်မှာပုံပေါ်လိုက်တယ်ဝုန်းခနဲ့ရွှေရောင်လင်းတန်းဟာကျွန်တော်ခန္ဓာကိုယ်ထဲကနေရုတ်တရက်ပောက်ကွဲထွက်လာပြီးတောက်ပတဲ့အလင်းတန်းအဖြစ်ပြောင်းလဲကငရဲပြည်ရဲ့မှောင်မဲနေတဲ့ကောင်းကင်ရံကိုဖောက်ထွက်ပြီးလူပြည်ကိုတိုက်ရိုက်ဥတီသွားခဲ့တယ်ကျွန်တော်လည်းအရန်ကိုအားအင်ကုန်ခန်းသွားတယ်လို့ခန်းစားလိုက်ရပြီးဒီကူလုံးဟာဟောင်းလောင်းဖြစ်သွားတယ်လို့ပဲမျက်စိရှိမှမှောင်တိကျသွားပြီးမြေပြင်ပေါ်ကိုလဲကျသွားခဲ့တယ်လူပြည်ကကျွန်တော်အိမ်မှာတော့အမိုက်ကောင်လေးကရဲတိုင်ရဲသေးတယ်ပေါ့လီဖေးကလင်းချင်းရွှေရဲ့ဖုန်းကိုလူယူပြီးမြေပြင်ပေါ်ကိုစောင့်ပစ်လိုက်တယ်ဖုန်းမျက်နှာပြင်ဟာတစားစီဖြစ်သွားခဲ့တယ်သူကကြောက်စရာကောင်းတဲ့အပြုံးနဲ့တလန်းချင်းတိုးလာပြီးဒီနေ့လို့နမိတ်မကောင်းတဲ့မိန်းမကိုအိမ်မော်ကမနှင်ထုတ်နိုင်ရင်ငါနာမည်လေးမဟုတ်တော့ဘူးလို့ပြောတယ်အတော်ကြီးကလည်းဘာရဲကြည့်နေတာလဲသူပစ္စည်းတွေအကုန်အပြင်ကိုလွှတ်ပစ်လိုက်စမ်းမြန်မြန်လောက်ကြဒီအိမ်ကနမိတ်မကောင်းဘူးငါလူခေါ်ပြီးရရချီရအောင်မယ်လို့အော်ဟစ်နေတယ်လူမိုက်တယောက်ကလှောင်ပြုံပြုံပြီးလင်းချင်းရွှေရဲ့လက်ကိုဆွဲဖို့ကြိုးစားတယ်လင်းချင်းရွှေကတော့မျောလင်းချက်မဲ့စွာနဲ့မျက်လုံးကိုပိတ်ပြီးမျက်ရည်တွေစီးကျနေခဲ့တဲ့အဲ့ဒီညစ်ပတ်တဲ့လက်ကလင်းချင်းရွှေကိုထိခါနေအချိန်မှာပဲထူးဆန်းတဲ့အပြောင်းလဲတွေဖြစ်လာတဲ့အခန်းထဲကမီးလုံးတွေတစ်ဖြက်ဖြက်နဲ့လက်လာပြီးလျှက်စစ်တန်တွေထွက်လာတဲ့ကြည်လင်နေတဲ့ကောင်းကင်ကြီးကရုတ်တရက်မှောင်မဲသွားပြီးတိမ်တိုက်တွေဖုံးလွှမ်းသွားတဲ့အေးဆက်လာတဲ့လေပြင်းတွေတိုက်ခတ်လာပြီးအိမ်ထဲကစက်ကူတွေလည်းလွှင့်စင်ကုန်တဲ့အခန်းတွင်းအပူချိန်ကလည်းရေခဲမှတ်အထိရုတ်တရက်ထိုးကျသွားခဲ့တဲ့လီဖေးကလည်းဒါဘာဖြစ်တာလဲဆိုပြီးထိတ်လန့်တကြားနဲ့ရက်တန့်သွားတဲ့အတော်ကြီးလည်းမျက်နှာဖြူလျော်သွားပြီးမိမိတွေများပြတ်သွားတာလားလို့ကြောက်လန့်တကြားပြောနေပါတော့တယ်အခန်းထဲကမီးတွေအားလုံးတစ်ပြိုင်တည်းငြိမ်းသွားပြီးတစ်ခန်းလုံးလက်တကန်းကိုတော့မမြင်ရတော့အောင်မှောင်တိကျသွားခဲ့တဲ့တင်းပေါက်ကနေဖြာကျနေတဲ့ကောင်းကင်ရံရဲ့မထင်မရှားအလင်းရောင်လောက်ပဲမြင်နေရတယ်အဲ့ဒီအချိန်မှာအတော်ကြီးကဘသူလဲဘသူငါလည်းပင်ကိုလာကိုင်းနေတာလဲဆိုပြီးထိတ်လန့်တကြားအော်ဟစ်လိုက်တယ်လီဖေးလည်းအတန်တွေတုံနေပြီးအမေဟာကျွန်တော်ကိုလာမချောက်ပါနဲ့လို့ပြောလိုက်တယ်အတူပါလာတဲ့လူမိုက်နှစ်ယောက်လည်းဒီနေရာကတမျိုးကြီးပဲတစ်ခုခုရှိနေတယ်လို့ပဲလို့ပြောရင်ကြောက်လန့်တုံလို့သွားကြတယ်မှောင်မင်းနေတဲ့အခန်းထဲကနေငရဲတီကလာတယ်လို့မျိုးအတန်နဲ့ကြီးတစ်ခုကအားလုံးငါအိမ်ထဲကနေထွက်သွားလို့ဟိဟောက်တန်ထွက်ပေါ်လာတယ်အဲ့ဒီအတန်ကအယမ်းမကျဲပေမဲ့ညှင်းဆန်လို့မရတဲ့အာနာဆက်နဲ့အေးဆက်တဲ့အရှိန်ဝါတွေပါဝင်နေပြီးလူတိုင်းရဲ့နားထဲကိုပြက်ပြက်တသားကြားလိုက်ရတဲ့လူမိုက်တယောက်ကတော့စိတ်သက်တွေလုံးဝပြူလဲသွားပြီးအော်ဟစ်ကအပြင်ကိုပြေးထွက်သွားတယ်လို့နောက်တစ်ယောက်လည်းအလူရဲ့နောက်ကနေလိုက်ပြေးသွားတော့တယ်လီဖေးကကြောက်ကြောက်နဲ့ပဲအာတင်ပြီးဘသူလဲဟန်ဆောင်6လက်မနေနဲ့အခုချက်ချင်းထွက်ခဲ့စမ်းလို့အော်ပြောလိုက်တယ်ဒါပေမဲ့သူ့ကိုတုံ့ပြန်လိုက်တာကတော့စပွဲပေါ်မှာရှိတဲ့တတိလီတာတစ်ချောင်းမှာပဲအဲ့ဒီဓာတ်ကအလိုလျောက်ပြန်တက်လာပြီးလီဖေးရဲ့မျက်ခုံးနှစ်ခုကြားကိုတက်တက်ချင်းထားလိုက်တယ်လီဖေးဟာကြောက်လွန်းလို့စီးရီတောင်ထွက်ကြလာပြီးမြေပြင်ပေါ်ကိုပုံရက်လဲကျသွားခဲ့တယ်တော်ကြီးကတော့မျက်ဖြူလန်ပြီးတတိလေးမင်းမျောသွားပါတော့တယ်တတိလီတာဟာလေထဲမှာခဏတာရက်တက်နေပြီးမှလီဖေးရဲ့ဥယျာဉ်ပြားကိုတီတီလေးပုတ်ဆွဲပြီးနောက်ကနေရံပေါ်ကိုအရှိန်နဲ့စိုက်ဝင်သွားခဲ့တယ်။ဒါယုကတုံခါနေတဲ့အထိအရှိန်ပြင်းလာတဲ့လီဖေးဟာသူ့ကောင်းပေါ်ကနေနှွေးထွေးတဲ့အရေးတချို့နဲ့အတူသပင်တစုပြက်ကျလာတာကိုခံစားလိုက်ရတဲ့သူဟာလုံးဝကိုကြောက်လန့်သွားပြီးတတိလစ်နေတဲ့အမေဖြစ်သူကိုအတင်းဆွဲကဒီကြောက်စရာကောင်းတဲ့အိမ်ထဲကနေအမြန်ဆုံးထွက်ပြေးသွားပါတော့တယ်။နောက်ဆုံးမှာတော့ကဘာကြီးဟာပြန်လည်ငြိမ်သက်သွားခဲ့ပါပြီးမှောင်မဲနေတဲ့အခန်းထဲမှာလင်ချင်းရွှေရဲ့ရှိုက်ကြီးတင်ငင်ငိုတန်လေးပဲထွက်ပေါ်နေတယ်။အေးဆက်လာတဲ့လေပြင်းတွေကလည်းတဖြည်းဖြည်းနဲ့ငြိမ်သက်သွားအားခဲ့ပြီးအဲ့ဒီအချိန်မှာပဲမျက်နှာချက်ပေါ်ကနေမမြင်ရတဲ့လောက်တင်းငယ်တဲ့ရွှေရောင်လင်းပုံလေးတစ်ခုဟာလင်းချင်းရွှေရဲ့ခေါင်းပေါ်ကိုညင်သာစွာဆင်းသက်လာခဲ့တယ်။ဒါဟာနှွေးထွေးတဲ့လက်တစ်ဖက်ကသူ့ကိုနှစ်သိမ့်ပေးနေတယ်လို့ပါပဲလင်းချင်းရွှေရဲ့ငိုတန်တွေရက်တန့်သွားပြီးသူ့အနားမှာရင်းနှီးပြီးနှွေးထွေးတဲ့အငွေ့သက်တစ်ခုရှိနေတာကိုခံစားလိုက်ရတယ်သူကရှံမော့လားလို့တိုးတိုးလေးခေါ်ကြည့်တယ်ရှင်လားရှင်ပြန်လာတာလားဟုတ်တယ်မလားလို့မျှော်လင့်တကြီးမေးပေမဲ့ဘယ်သူမှတော့ပြန်မဖြေခဲ့ပါဘူးဒါပေမဲ့အဲ့ဒီအငွေ့သက်ဟာသူ့အနားကနေတစ်ဖက်မှမခွာပဲအမြဲရှိနေမယ်ဆိုတာကိုတော့သူသိနေခဲ့တယ်သူဟာပြုံးလိုက်မိတယ်လို့ပြုံးရင်းနဲ့လည်းထပ်ပြီးမျက်ရည်ကျနေမိပြန်တယ်ရှင်ကျမကိုတယောက်တည်းထားခဲ့မှာမဟုတ်ဘူးဆိုတာကျမသိနေခဲ့တာပဲလို့သူကတိုးတိုးလေးရေရွနေပါတော့တယ်တစ်ဖက်မှာတော့ငရဲပြည်ရဲ့ရန်ရန်နန်းတော်မှာကျွန်တော်ပြန်လို့လာခဲ့တယ်တကူလုံးကတော့အားအိမ်တွေကုန်ခန်းပြီးဟောင်းဟောင်းဖြစ်နေတယ်လို့ခံစားနေရတော့မယ်စာကြီးဆောင်ကိုစောင့်ကြက်တဲ့မုတ်စိတ်ဖြူအဖိုးကြီးကကျွန်တော်နားမှာစိုးရိမ်တကြီးစောင့်နေတာကိုတွေ့လိုက်ရတယ်အရှင်လို့လာပြီလားလို့အဖိုးကြီးကမေးတယ်ကျွန်တော်ကလည်းအကွဲနေတဲ့အတန်နဲ့ငါအောင်မြင်ခဲ့ရလားလို့ပြန်မေးလိုက်တယ်
အဖိုးကြီးကဝမ်းသာအားရနဲ့အောင်မြင်တာပေါ့အရှင်ကျွန်တော်မျိုးခုနကပဲမော်မန်နဲ့ကြည့်လိုက်တာအရှင်ရဲ့အရှိန်ဝါကလူပြည်အထိဟိတ်ထွက်သွားပြီးအဲ့ဒီလူမိုက်တွေကိုကြောက်လန့်တကြားထွက်ပြေးအောင်လုပ်နိုင်ခဲ့တယ်လို့ပြောပြတယ်ကျွန်တော်လည်းတက်ပြင်းချနိုင်သွားပြီးအာယူကထိုင်ဖို့ကြိုးစားလိုက်တယ်အဖိုးကြီးကတော့အရှင်မလုပ်ပါနဲ့ဦးဒီတစ်ခါအရှင်အားအင်တွေအများကြီးသုံးလိုက်ရတာမို့အနားယူဖို့လိုပါတယ်ဆိုပြီးကျွန်တော်ကိုတားဆီးနေပါတော့တယ်